မျိုးကြီးဒီတစ်ခါတော့ clean your PC free and fast ဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာတွေဟာအသုံးကျလာတဲ့နဲ့အမျှဒီ temp file ပေါ့နော်ဒီ temporary file တွေ recent file တွေဒီ history တွေပေါ့နော်အစရှိသဖြင့်အမိုက်တရိုက်တွေစုပြုံလာတယ်ပေါ့နော်ကျွန်တော်တို့အိမ်မှာလိုပါပဲအိမ်ဆိုတာလဲကျွန်တော်တို့နေတာကြာလာတဲ့နဲ့အမျှဖုန်းတွေတက်လာမယ်အမိုက်တွေဝင်လာမယ်တည့်ရတွေကြာလာမယ်အစရှိသဖြင့်ပေါ့လေကွန်ပျူတာလဲထုံနေ၎င်းပါပဲဆိုတဲ့အခါကျတော့အဲ့လိုအခြေအနေတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဘာ software မှမသုံးမနဲ့ကျွန်တော်တို့ကွန်ပျူတာကိုဘယ်လိုရှင်းကြမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဟာကကျွန်တော် CMD ပေါ့နော် CMD ကီးလေးနဲ့ပဲကျွန်တော်တို့ဒီကွန်ပျူတာကိုရှင်းမဲ့နေဖြစ်ပါတယ်ဆိုတော့ကျွန်တော်မှာကျတော့လောက်ထားပြီးသားရှိပါတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကိုတစ်ချက်ထားပြကြည့်ပေးပါမယ်ဒီကျွန်တော်တို့ပထမဆုံးねဒီကုတ်လေးတွေရှိတယ်ပေါ့နော်ဒီကုတ်ကိုလည်းကျွန်တော် comment မှာချက်ထားပေးမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေများဒီကုတ်ကိုယူပြီးတော့ကိုယ့်အကိုပြန်ပြီးတော့ဖန်တီးပြီးတော့လို့တယ်လို့အသုံးပြုလို့ရတယ်ပေါ့နော်โอเคကျွန်တော်ဒီကုတ်ကိုတစ်ချက် copy ကူးလိုက်ပါမယ်โอเคကျွန်တော်ပြလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဒီ file တစ်ခုစောက်ပြလိုက်မယ်ပေါ့နော်အဲ့ file က test document လို့ပဲကျွန်တော်ခေါ်မယ်ပေါ့နော်ဒီ test document ရဲ့ကျွန်တော်ကတော့ဒီ extension ကိုပေါ်ထားတဲ့အတွက်ဒီ new test document.test ဆိုပြီးတော့ပေါ်မှာဖြစ်ပါတယ်ပေါ့နော်ဒီကောက်ကိုကျွန်တော်ဘာမှပြသေးပါဘူးကျွန်တော်let's say for example control paste နဲ့ကျွန်တော်ဒီကုတ်လေးတွေကိုကျွန်တော် control paste လုပ်လိုက်ပြီပေါ့နော်ပြီးကျွန်တော်စိတ်လိုက်မယ်ပေါ့နော် okay ဘာမှတော့လုပ်လို့မရသေးဘူး double click နဲ့ဒီကောက်ကိုပွင့်မယ်ဒါပဲရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီကောက်ကိုဘယ်လိုလုပ်မလဲဆိုတော့ဒီကောက်ကိုနာမည်ကျွန်တော်ပေးလိုက်မယ်ပြီးတော့ extension တွေပါအကုန်လုံးပေါ့နော်ကျွန်တော်ပေးလိုက်မယ်ပြီးတော့ clean your PC ဆိုပြီးတော့ကျွန်တော်နာမည်ပေးလိုက်မယ်ပြီးတော့ extension ကိုတော့ .bat လို့ကျွန်တော်နာမည်ပေးလိုက်ပါမယ် okay if you change a file name extension the file might become unusable are you sure you want to change it or not let me be okay it's okay because we do understand what we are doing so yes လို့ကျွန်တော်ပေးလိုက်ပါမယ်ပေးလိုက်ပြီဆိုရင်ဒီလိုမျိုးဖြစ်သွားပြီသူကဒီလိုပုံဒီ portable software လိုမျိုးဖြစ်သွားပြီပေါ့နော်ဖြစ်တဲ့အခါကျတော့ဒီကောက်ကိုဒီ double click ပဲနဲ့ double click နဲ့ရင်လည်းခုနကပေါ်သွားတယ်ပေါ့နော် right click ထောက်ပြီး admin နဲ့ပဲ run ဒီကွန်ပျူတာထဲမှာရှိတဲ့အမိုက်တရက်တွေကိုသူကရှင်းလင်းပေးသွားပြီးတော့ကွန်ပျူတာကိုပုတ်ပါအောင်အဆင်ပြေအောင်ကူညီပေးမှာပဲဖြစ်တယ်ပေါ့နော် yes လို့ပေးလိုက်တာနဲ့သူကျွန်တော်ကတော့ဒီဟာကိုတောက်လျှောက်အမြဲ run နေတာဆိုတော့ကျွန်တော်အမိုက်တရက်မရှိဘူးပေါ့နော် okayဆိုတော့ဒီနည်းလေးနဲ့အဆင်ပြေကြဖို့မျှော်လင့်ပါတယ်ပြီးတော့ဒီကုတ်ကိုကြည့်ချင်တယ်ဆိုရင်လည်း right click ထောက်ပြီးတော့ edit in notepad ဆိုတော့သွားကြည့်လို့ရပါတယ်ပြီးတော့ဒီကုတ်ထဲမှာဘာပါလဲဆိုရင် for example like ဒီကုတ်တွေကမြင်ရတဲ့အတိုင်းပါပဲဒီကွန်ပျူတာရဲ့ window မှာရှိနေတဲ့ temp file တွေ prefetch ပေါ့နော် file တွေနောက်ပြီးတော့ဒီ history တွေ cookie တွေ recent တွေပေါ့နော်အဲဒီထဲမှာတချို့ကြောင့်လည်း printer error ရှိတဲ့သူတွေဆိုတော့ခုနကဒီ printer မှာရှိတဲ့temp file တွေ dump file တွေကိုသူကရှင်းလင်းတာပဲဖြစ်ပါတယ်ဆိုတော့အခါကျတော့ကွန်ပျူတာကိုရှင်းလင်းတဲ့နေရာမှာကျွန်တော်တို့ Python လဲပေးစရာမလို software လဲဝယ်စရာမလိုဘယ်နဲ့ဒီလိုနည်းနဲ့ကျွန်တော်ရှင်းလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေ thank you